ထူးခြားတဲ့ရေနဂါအထီးအင်္ဂလိပ်လိုစီဟော့လို့ခေါ်ပြီးမြန်မာတွေခေါ်ကတော့ရေနဂါလို့ခေါ်ကြပါတယ်။ရေနဂါများဟာရေထဲမှာမမှတ်နေထားတဲ့ကုတ်ကလေးရှိကြပြီးအလွန်နှေးကွေးစွာကုတ်ကတ်တတ်တဲ့သတ္တဝါမျိုးတွေတင်ပါဝင်တယ်။တနအီမှာဗျမ်းမြ9ပေခန့်သာတွာလာနိုင်တယ်။ရေနဂါများကမျိုးပွားခြင်းမှာခြားတိရစ္ဆာန်များနဲ့မတူပဲထူးခြားတယ်။ရေနဂါတွေကမိတ်လိုက်ပြီးတဲ့အခါရေနဂါအမကသားဥတွေကိုစုဆောင်းပြီးအထီးကိုဥတွေပေးပြီးကိုဝင်ဆောင်နေပါတယ်။ရေနဂါအမတွေကဥတွေကိုအထီးရဲ့ဝမ်းပိုက်ရှိဘက်ရှိတိမ်မောက်တွေသို့ချပေးပြီးရေနဂါအထီးကဥပေါင်း1000ကျော်လောက်ကိုရက်တစ်ပတ်များစွာတင်ဆောင်ထားပြီးအကောင်ပေါက်လေးများဖြင့်မွေးဖွားပေးပါတယ်။ရေနဂါအထီးတွေတစ်ခါမွေးရင်အကောင်ရည်အများကြီးတောက်ပေါက်ကြပါတယ်။သားလောင်းတွေကလွန်သိမ်းခဲ့တာကြောင့်တေဆုံးမှုအနေကိုလည်းရှင်ဆိုင်ရတတ်ပါတယ်။သားပေါက်လေးတွေကိုရေနဂါအထီးတွေကဆောက်ရှောက်ရပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကရေနဂါတွေမှာအစာအိမ်မရှိကြပါဘူး။အဲဒါကြောင့်တက်ရှင်နိုင်မှုအတွက်အဆက်မပြတ်အစာကိုစားရပါတယ်။သူတို့ရဲ့အစာကတော့တင်းငယ်တဲ့ပဇွန်တွေနဲ့ပရတုန်လို့ခေါ်တဲ့တင်းငယ်တဲ့ရေနေကောင်လေးများကိုစားတော့ကြပါတယ်။ရေနဂါများကိုလှမွေးရတဲ့တိုင်းစေးပေါ်ဆက်ရမှာလည်းအသုံးပြုကြပါတယ်။ရေနဂါ6လေးများကိုတော့ပေးရစေနဲ့စီးပွားတတ်တယ်ဆိုပြီးယူဆလေးတွေရှိတာကြောင့်အဆောင်ဖြစ်ဆောင်ကြပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။